United တို့ Rosenborg အသင်းကိုတော့အနိုင်ကစားသင့်တယ်ဟုတ်ပါတယ်ကျွန်တော် United အသင်းအနေနဲ့ရာသီကြိုခြေစမ်းပွဲစဉ်ရဲ့ဒုတိယမြောက်ပွဲစဉ်ကိုတော့ Norway League ကလပ်အသင်းဖြစ်တဲ့ Rosenborg အသင်းနဲ့ကစားရမယ် Rosenborg ဆိုတာကဒီ Norway League မှာအဆင့်10မှာရှိနေတဲ့အသင်းများအသင်းကြီးခြေစမ်းအောင်မရှိတဲ့ Rosenborg ကိုတော့ United အနေနဲ့အနိုင်ကစားသင့်ပါတယ်။အားကြောင့်လဲဆိုတော့ပထမခြေစမ်းပွဲစဉ်မှာအင်္ဂလန်ချန်ပီယံရှစ်ကအသင်းဖြစ်တဲ့ West Ham ကိုတကူမရှိနဲ့ရှုံးနေတယ်။ရှာလက်ကအရေးမကြီးဘူးဆိုပေမဲ့လည်းအိုက်ပွဲစဉ်မှာ United တို့ကစားခဲ့တဲ့ခြေစမ်းအားလည်းတော်တော်လေးဆိုးပါတယ်။ဒါကြောင့်ဒီ Rosenborg နဲ့ကစားရတဲ့ပွဲစဉ်မှာဒီမြမိုက်ကယ်ကောင်းတဲ့အနေနဲ့ကစားကွက်တစ်ခုကိုချပြရမယ်။ပြီးတော့ဒီ Norway League မှာတော့အသင်းလက်ခြေစမ်းပဲရှိတဲ့ Rosenborg အသင်းကိုတော့ခြေစမ်းအသာနဲ့အနိုင်ကစားသင့်ပါတယ်။ဒီပွဲစဉ်ကိုတော့ဇူလိုင်လ24ရက်နေ့မြန်မာစံတော်ချိန်ညအချိန်တိုင်းပွဲမှာနော်ဝေးနိုင်ငံမှာရှိတဲ့လာကန်တန်စတေဒီယမ်မှာရှင်မြန်ကစားတော့ကြမယ်။အတိအကျပါတယ်မိုက်ကယ်ကာရီအနေနဲ့ဒီပွဲစဉ်မှာတော့သူပုံမှန်သုံးနေကြကစားကွက်ဖြစ်တဲ့4နှစ်3တင်နဲ့ပဲပွဲထွက်လာမယ်။အတိုက်စစ်3ယောက်မှာစစ်စကီဒိုကူနဲ့အမ်မိုမိုတို့ပွဲထွက်လာပဲရှိပြီးတော့ဘရူနိုဖာနာရဲ့နေရာကိုတော့ဖလက်ချာရဲ့သားဖြစ်တဲ့ဂျက်ဖလက်ချာပဲပါဝင်ကစားဖို့ရှိနေပါတယ်။ကွင်းလယ်အထိုင်တစ်ယောက်အဖြစ်မီဆန်မောင်းနဲ့တူအသစ်ခေါ်ယူထားတဲ့အန်ဒရီဆန်တိုတို့ပဲပေါ်ထွက်လာမှာပါ။ကန်စစ်တန်မှာတော့ဟယ်ဗင်ရှိမယ်၊ဟယ်ရီမကွိုင်းယာရှိမယ်ပြီးတော့ဒိုကူနဲ့ရိုလိုကစားမယ်။ဂိုးသမားအဖြစ်ကတော့တွန်ဟီတန်ပဲကစားပါလိမ့်မယ်။မိုက်ကယ်ကာရီအနေနဲ့ပထမခြေစမ်းပွဲစဉ်ကလည်းပဲပထမပိုင်းမှာဒီ United ရဲ့အသင်းကြီးကကစားသမားတွေကိုထုတ်သုံးပွဲရှိနေပြီးတော့ဒုတိယပိုင်းမှာတော့လူငယ်ကစားသမားလေးတွေကိုထုတ်ကစားဖို့ရှိနေတယ်။စပါသင်းကအသစ်ခေါ်ယူထားတဲ့တိုင်နန်တောင်ဆန်နေတဲ့ဒီပွဲစဉ်မှာပါဝင်လာနိုင်မလားဒါမှမဟုတ်United ရဲ့အနာဂတ် Star Point လို့မျှော်လင့်လို့ရတဲ့ JJ Gabriel ဒုတိယပိုင်းမှာပွဲထွက်လာမလားဆိုတာကတော့စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ Rosenborg အသင်းအနေနဲ့ကတော့သူတို့အမြဲတမ်းကစားနေကြကစားခွဲဖြစ်တဲ့4-3-3နဲ့ပဲပွဲထွက်လာမယ်လို့ထင်နေ။ဒါနဲ့အနေနဲ့အဓိကထားစောင့်ကြည့်ရမယ့်ကစားသမားကတော့သူတို့အသင်းရဲ့တိုက်စစ်မှုဖြစ်တဲ့အမင်းချီကာပဲဖြစ်ပါတယ်။ဒါဆိုရင်တော့ဒီပွဲစဉ်မှာကျွန်တော်အနေနဲ့ကာရီရဲ့ပိုကောင်းတဲ့ဤစနစ်တွေတွေ့မြင်ရမလားပြီးတော့အသစ်ခေါ်ယူထားတဲ့အန်ဒရီဆန်တိုအနေနဲ့လည်းပြီးခဲ့တဲ့ပွဲစဉ်မှာတော့ခြေစွမ်းအရင်မဆိုးသလိုအရင်လည်းကောင်းနေခြင်းမရှိဘူးဒီပွဲစဉ်မှာတော့သူ့ရဲ့ခြေစွမ်းတွေပို့ပြီးတော့တိုးတက်လာတာကိုမြင်တွေ့ရမလားအပြင်စပါသင်းကနေအသစ်ခေါ်ထားတဲ့ဒီတိုင်နန်တောင်ဆန်တို့ United ရဲ့ Star Point ကစားသမားဖြစ်တဲ့ JJ Gabriel တို့ရဲ့ခြေစွမ်းတွေကိုပဲမြင်တွေ့ရမလားဆိုတာကတော့Rosenborg နဲ့ကစားမဲ့ပွဲနေ့မှာတော့စောင့်ကြည့်ရပါမယ်။ရှာလက်ကအရေးမပေါအောင်ဆိုပေမဲ့ဒီပွဲစဉ်မှာတော့ United အနေနဲ့ Norway League ကအလဲလက်အသင်းကိုအနည်းဆုံး2ဂိုးကိုမရှိဒါမှမဟုတ်3ဂိုး1ဂိုးလောက်နဲ့ဂိုးပြတ်အနိုင်ကစားသင့်တယ်။ဒီလိုကစားမှပဲနောက်လာမယ့်ခြေစွမ်းပွဲတွေမှာယုံကြည်မှုတစ်ခုရှိပြီးတော့ပိုကောင်းတဲ့ရလဒ်တွေရရှိလာမှာပါ။ဒီလိုမျိုးယာတီကျိုခြေစွမ်းပွဲစဉ်ရဲ့ရလဒ်ကောင်းတွေရရှိမှပဲယာတီသစ်စတင်တဲ့အခါအသင်းအနေနဲ့စိတ်သက်ပိုင်းရောခြေစွမ်းပိုင်းရောတိုးတက်နေပြီးတော့အမြင့်ဆုံးအဆင့်ကိုရောက်နေမယ်လို့ထင်တယ်။ဒါဆိုရင်တော့ဇူလိုင်လ24ရက်နေ့မှာရှင်ပြန်ကစားမဲ့ Rosenborg နဲ့ပွဲမှာကျွန်တော် United အသင်းရဲ့ခြေစွမ်းကိုတူတူစောင့်ကြည့်ရအောင်ဗျာ။ဟုတ်ကဲ့အားလုံးကိုကျေးဇူးများတင်ပါတယ်။ကျွန်တော်က United ဘက်ကတပ်ပိုင်ပဲဖြစ်ပါတယ်။ပိုကောင်းတဲ့ United သတင်းတင်ဆက်မှုတွေနဲ့ထပ်ပြီးလာခဲ့ပါအောင်မယ်။ကျွန်တော်ရဲ့ channel လေးကိုလည်း like and follow ပြုလုပ်ပေးခဲ့ပါအောင်လို့တောင်းဆိုပါရစေ။